2020 ခုနှစ်ရွေးကောက်ပွဲဟာအထွေထွေရွေးကောက်ပွဲတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်တဲ့အတွက်ကိုရီးယားနိုင်ငံမှာရောက်ရှိနေကြတဲ့မြန်မာနိုင်ငံသားအများစုကကိုရီးယားနိုင်ငံရှိမြန်မာတန်ယုံမှာအသေးချားကမဲတပြားအနေဖြင့်အုံကြွကြွနဲ့လာရောက်ပြီးတော့မဲပေးခဲ့ကြပါတယ်။လက်ရှိ2025ခုနှစ်စစ်အာဏာရှင်ကကျင်းပတဲ့ရွေးကောက်ပွဲဟာတရားမျှတတဲ့ရွေးကောက်ပွဲမဟုတ်တဲ့အတွက်ကိုရီးယားနိုင်ငံရောက်မြန်မာနိုင်ငံသားအများစုကလာရောက်မဲပေးတာကိုမတွေ့ရပါဘူး။စစ်အာဏာရှင်စနစ်ကိုကြိုက်နေတက်ကြတဲ့ဘောမအုပ်စုတွေကလာရောက်မဲပေးကြပါတယ်။ဒါကြောင့်မို့မတရားတဲ့အရာအားလုံးကိုပြည်သူအားလုံးကသိပါတယ်။တရားတယ်မတရားဘူးဆိုတာကိုကျွန်တော်တို့မြန်မာနိုင်ငံသားပြည်သူအများစုကသိပါတယ်။ဒါကြောင့်မို့မတရားတဲ့ရွေးကောက်ပွဲကိုမြန်မာနိုင်ငံသားအားလုံးကမဲပေးကြလိမ့်မယ်လို့ကျွန်တော်မြင်ဆပါဘူး။ဒါကြောင့်မို့အာဏာရှင်စနစ်ကိုမုတ်ချကြဆုံးရမယ်။စိတ်အာဏာရှင်ကကျင်းပတဲ့ရွေးကောက်ပွဲဆိုတာအာဏာရှင်လူစုတက်ဆိုးရှိရေးအတွက်ဖြစ်တဲ့အတွက်ဒီမဲပေးပွဲကိုကျွန်တော်တို့အနေနဲ့လုံးဝကန့်ကွက်ပါတယ်။အာဏာရှင်စနစ်ဆိုမုတ်ချကြဆုံးရမယ်။